shine so bright, you might go blind, blind, blind. When I walk through, they close their blinds. I'm gonna show off, I know it's time. Hello အားလုံးပဲမင်္ဂလာပါရှမ်ဘလော့အနေပေါ်မှာပြန်လေးကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာတော့ကလေးကနေပေါ်မှာမန်လေးကနေပေါ်မှာကလိုကိုသွားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အခုဆိုရင်ကလေးလေးဆိုင်ကနေပေါ်မှာမန်လေးဆိုင်ကိုသွားနေပြီပေါ့နော်အခုဆိုရင်ကျွန်တော်တို့မန်လေးဆိုင်ကိုရောက်နေပြီပေါ့နော်အမှမတွေ့ရင်ဆယ်ဖီမဆွဲပေးမနေနိုင်ကျွန်တော်ရဲ့ကျင့်ပေါ့နော်အမှကျွန်တော်တို့ပစ္စည်းတွေစောင့်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ပစ္စည်းတွေရပြီအဲ့တော့မန်လေးတွေကိုတပန်လေးစိတ်ကနေပေါ်မှာပြောင်းဝင်ဖို့အတွက်ကျွန်တော်တို့ taxi ခေါင်းတာကိုသွားတယ်အမှကျွန်တော်တို့ကားငှားတယ်ပေါ့နော်ကျွန်တော်တို့ကလူ6ယောက်ဆိုတော့ taxi က2စီးလောက်လူမှာဆိုတော့ကားအကြီးပဲတစ်ခါလေးငှားလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ခါလေးအဆင်ပြေရပေါ့နော်အမှကျွန်တော်လမ်းသွားနေနေပေါ့နော်မူးရွာတယ်ပေါ့နော်အရန်ပြုတ်ခဲ့ကြတယ်အဲ့တော့အဲ့လိုနဲ့သွားပြီးမှကျွန်တော်မန်လေးထေရဝင်ပြီးမှကားဂိတ်ကိုသွားရပေါ့နော်ပစ္စည်းတွေထားပြီးမှကျွန်တော်တို့နေ့လီစာစားဖို့ပေါ့နော်တဖန်ပြန်ပြီးမှထွက်ကြတယ်အမှသွားပြီးမှကျွန်တော်တို့ ocean ကိုသွားရပေါ့နော်မန်လေး ocean ကိုသွားပြီးမှအမှကျွန်တော်တို့လမ်းစားဖို့သွားကြရပေါ့နော်ပစ္စည်းတွေလည်းဝေးစားရရလေဝေးမယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့ KFC စားခဲ့ကြပါတယ်အရန်စားလို့ကောင်းတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့လိုမျိုးဘာမှမရှိလို့ပေါ့နော်အဲ့လိုစားကျင်တော့မှမစားရဘူးပေါ့နော်အဲ့လိုရောက်တုံးလေးမှစားရတာဆိုတော့အရန်အရသာရှိခဲ့ပါတယ်အဲ့ဆိုရင်ကျွန်တော်စားပြအခါမှာကြတော့တပံပစ္စည်းဝေဖို့ကျွန်တော်ocean ကိုရှောက်ပတ်ကြည့်ရဲပေါ့နော်ဝေတာတွေလေးရှိရဲမဝေဘဲနဲ့လေအဲ့လိုလိုက်ပြောမှဈေးတွေမေးပြောမှအဲ့လိုတွေလည်းရှိခဲ့ရပေါ့နော်When I show up, show out. Didn't know then, but I know now. Best kept secret, but you know now. Take a look when I started. Know it right when I found it. Eyes on me 'cause I got it. အဲ့လိုနဲ့ကျွန်တော်တို့အပေါ်ထက်ကိုအင်ဂျီတွေဝေဖို့တက်ကြတယ်အမှစောက်ဆိုင်တွေ့ရပေါ့နော်အရင်ဆုံးအဆောက်ဆိုင်တွေကိုဝင်ကြည့်တယ်ပြီးတော့အင်ဂျီတွေဘောင်းဘီတွေဝေစားရှိတာဝေကြတယ်ပေါ့နော်မမေရာကလည်းအရေးပေါ်ဆိုတော့မှအေဗာဝေလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့ရှော့ပတ်ကြည့်နေမို့ပြီးတော့မှကျွန်တော်တို့ဆိုင်တစ်ဆိုင်မှာထိုင်ပြီးတော့မှအေးတွေတောက်ဖိခဲ့ကြပါရဲ့ I shine so bright, you might go blind, blind, blind. When I walk through, they close their blinds. I'm gonna show off, I know it's time. I am my bright star. အခုဆိုရင်ကျွန်တော်တို့ ocean ကနေထွက်ပြီးတော့မှ gate ကိုတစ်ခါပြန်သွားမှာဖြစ်တယ်။gate ကနေပြီးတော့မှကျွန်တော်တို့ကလိုကိုကားနဲ့ကျွန်တော်သွားမှာဖြစ်ပါတယ်ပေါ့နော်။အခုဆိုရင်ကျွန်တော်တို့မန်လေးယာလီပေါ်မှာကလိုကိုကားစီပေါ်မှာတစ်ဖန်ပြန်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပစ္စည်းတွေကိုအရင်ဆုံးအပ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့6:04မိနစ်မှာကျွန်တော်တို့မန်လေးယာနေပေါ်မှာစထွက်ကြရပေါ့နော်အဲ့တော့အရန်အဗီယိုလေးအရန်အားရကြရပေါ့နော်စတိခွေလောက်မှာကျွန်တော်တို့ထမင်းစာနားကြတယ်ညနေနေပြီဆိုတော့ကျွန်တော်တော့မစားတော့ဘူးပြီးတော့ကျွန်တော်တို့
မချင်မထားတဲ့အချိန်မှာကလို့ရောက်ခဲ့ရပေါ့နော် surprise အကြီးစားပေါ့နော်ဘာလို့ဆိုတော့သမင်းစားတဲ့နေရာမှာကျွန်တော်တို့ကားပေါ်မှာနားပြောမှအဲ့မှာညအိုက်ကြမယ်လို့ထင်ခဲ့ရမဟုတ်ဘူးသူကမနာပေးနဲ့ဟိုလာတဲ့အခါကျတော့ကျွန်တော်တို့မထင်မှတ်တဲ့အချိန်ပေါ့နော်ရောက်မယ်လို့သတ်မှတ်ထားတဲ့အချိန်မဟုတ်တဲ့အချိန်ကြီးမှာရောက်တဲ့အခါကျတော့အနားမှာရှိရဟိုတယ်မှာဒီတင်ကတော့အဆင်ပြေတယ်လို့နေလိုက်ကြရအောင်ဆိုပြီးတော့မှကျွန်တော်တို့နေခဲ့ကြရပေါ့နော် Best kept secret, but you know now.